ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောနောက်ပြီးတော့စိတ်ကျန်းမာရေးအတွက်ကောနောက်တစ်ခါကျတော့ဒီအရေးပြားတွေရဲ့ပေါ့နော်ကျန်းမာရေးအတွက်ကောကောင်းစီတဲ့ပန်းကြောင်းရင်းနှီးချမ်းလေးကိုပြပေးမယ်နော်ဒီကကျတော့စပယ်ပန်းကြောင်းသူကကျတော့ပုံမှန်ဆိုလို့ရှိရင်လည်းလက်ဖက်6တွေရဲ့မှာ Jasmine tea ဆိုပြီးတော့တောက်ကြတာမျိုးရှိရဲ့လက်ဖက်ရတာတော့ Jasmine ရဲ့မှုေးတဲ့အနံ့ရဲ့ပေါ့နော်တွဲပြီးတော့တောက်တာဒါကကျတော့ဂါတဘာပန်းကြောင်းနောက်တစ်ခုကကြတော့ဒါလေးကကြတော့ဒါနှင်းစီဘူးအချောက်ကလေးနှင်းစီဘူးအသေးလေးပေါ့နော်နှင်းစီဘူးချောက်ကလေးလေးအဲ့တော့ဘယ်လိုတောက်ရမလဲဆိုတာပြမယ်ဒီမှာပါအခုကတော့လောလောဆယ်နှင်းစီဘူးနဲ့စပယ်နဲ့နှင်းစီနဲ့စပယ်နဲ့ကိုဒီရေလေးချမ်းလေးနဲ့စိတ်ပြီးတော့ပေါ့နော်နှက်ထားတာအခုဒီအဖုံးလေးဖွင့်လိုက်တာနဲ့အနံ့ကလုံးဝမိုက်တယ်အရင်မိုက်တယ်ဒီပန်းကြောက်လေးတွေကိုလက်ဖက်6အစားထိုးပြီးတော့ဒီရေနွေးနဲ့ပေါ့နော်တောက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ရမယ့်အကျိုးကျေးဇူးတွေကသူက3မျိုးလုံးအဓိကကျတော့ခန္ဓာကိုယ်အတွက်ဆိုလို့ရှိရင်သူကဒီဘိုက်အောင်တာလေပွားတာတွေအစာမကြေတာရင်ပြည့်ရင်ခဲဖြစ်တာတွေကိုသူကတက်တာပြောက်ကင်းစေတယ်ပေါ့နော်နောက်တစ်ခုကအရေးပြားအတွက်ဆိုလို့ရှိရင်လည်းအဲ့အတိုင်းပဲသူက antioxidants ပါတဲ့အတွက်ကြောင့်မို့လို့သူတက်တိုးဆန့်ကျင်ပစ္စည်းပါတယ်ပေါ့နော်အဲ့တော့အရွယ်မတိုင်ခင်အိုမင်းရေရောနေတာတွေနောက်တစ်ခုကကျတော့ဒီမျိုးလုံးအောင်မှာရေးချောင်းလေးရှိတာမျိုးတွေနောက်ကအသားရောင် skin မညီတာလေးပေါ့နော်အဲ့ဟာတွေအတွက်ဆိုလို့ရှိရင်လည်းသူအရန်ကောင်းတယ်နောက်ပြောလို့ရှိရင်ဒီပန်း3မျိုးလေးမှာသူ vitamin C လည်းပါတယ်ဒါ vitamin C ဆိုတာလည်းအသားရည်တွေလည်းကောင်းတယ်ပေါ့နော်ညဘက်တွေလည်းအဲ့လိုပဲစိတ်ပစ္စည်းမှုများပြီးတော့အိတ်မပျော်တဲ့ဟာမျိုးတွေရှိရဆိုလို့ရှိရင်လည်းဒီလိုဒီပန်းစပယ်ပန်းကြောက်လေးနှင်းစီပန်းကြောက်လေးခန္ဓာပန်းကြောက်လေးဒါလေးတွေကိုအိတ်ရမဝင်ခင်မှာလည်းဒါတောက်ပေးမယ်ဆိုလို့ရှိရင်နှင်းချက်အိတ်ပျော်စေတယ်အေးဝါတဲ့အတွက်လည်းဒါစိတ်လည်းချမ်းပါတယ်ပေါ့နော်အဲ့တော့အကျိုးကျေးဇူးက3ခုရှိတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတွေကိုမဆန်းဘူးသေးတဲ့သူတွေရှိရဆိုလို့ရှိရင်လည်းစမ်းပြီးတော့တောက်ကြည့်ပါဦးလို့